မောင်ကြီးမုံပါခင်ဗျာဟုတ်ကဲ့တိတ်ခွေဇာလန်းတွေမှာပနာမအဖွင့်စကားတွေမပြောတာကြာလို့တိတ်ခွေဇာလန်းလောကကြီးတိစိတ်အိမ်မောကျသွားပြီလို့ထင်မိတယ်စသဖြင့်အနေနဲ့အမျိုးမျိုးကလာတဲ့စာတွေကြောက်ဒီဇာလန်းရဲ့အဖွင့်မှာအတန်ပြုတ်လိုက်ရခြင်းဖြစ်ပါတယ်မောင်ကြီးမုံပေါ်ရိုးသားစွာချစ်ခင်စေနာထားကြတယ်ချစ်တော်တာရှင်ပေါင်းတို့ခင်ဗျာ